ဒီချာလေးရှင်းပြပြီးတော့မှဖြစ်နေပြန်နော်အဲ့တော့ကျွန်တော်တို့စပြီးတော့ train တော့မှာတော့ကြည့်လိုက်ပွဲထဲမှာပြောလို့ပြကျွန်တော်တို့လက်ဖြစ်တာဖြစ်တဲ့အတွက်ဘာမှလည်းလက်ဖြစ်လို့ train တော့လည်းမှာကြားတယ်နော်အရှောနော်လုံးဝဟက်ရှော့လေးလုံးဝအလုပ်လုပ်တယ်ဗျာအဲ့တော့